Kills of Yashi, Jesus go Chimon Bare, General Tene, Piachico, Sisinga, Karane, Matutine, Ludiaga, Dea Hore, Swekama, General Hore, Ludiga, or Ubeti Pesara. So, General Soye, Nia Dodovia Yama, Lu Bonsone, Tituisa, they do. Swekama, General Mena, or Beauty Jazagashi, a chin in a chinka. So, Lu Neo hope your mugo, not on Jare Diana, Tinto Tinta, the Pecanichino, Sensapirali, Nyonya ni lobby. But Pembanili, Pembanis raw, so Jai, you loom a countenance. Tame lie and Jowing Casarebe, Mapiolum people. Dine Dima, Dine di Tino, General Dre, Zomi Tindori, and not so Tino Pipari. General Manea Lepure, Tenea Lepure, Dinimene Lepure. General Kissing, a piano, the downset, a quick chindi body. General Nico, get to the Pidesia, Govamone, better crema, 3 below, kiss and swell kama. ဒီဘက်ကိုကျွန်တော်ရောက်လာခြင်းဖြစ်ပါတယ်ဒီမှာဆရာတေးအိုဆရာကျွန်တော်ရဲ့အကူကြီးReverend ဒေါ်ဆောင်မုံဒေါ်ဆောင်ပေါင်သူ့ကိုကျွန်တော်ချက်ချင်းမမှတ်မိဘူးချက်ချင်းမမှတ်မိဘူးဒါပေမဲ့ तू ကကျွန်တော်ကိုမှတ်မိတယ်ဒီဘက်ကိုလွတ်လိုက်ပါဆရာကိုပါမုံကိုပြောတယ်ဆိုတော့ကျွန်တော်ဟိုပြည်နယ်ကူဒီပြည်နယ်ပြောင်းနေကျွန်တော်သွားလာတာပင်ပန်းမယ်နောက်ပြီးတော့ငွေကုန်ကြေးကြလဲများမယ်ဆိုတော့ကမှဆရာတော်ဆောင်ပုံကဆရာကိုမတ်မိတယ်တည်တယ်လာခိုင်းနေတယ်ဆိုတော့ကျွန်တော်ဒီဘက်ကိုလာဖို့အားရှိတော့တယ်အားရှိရှင်နဲ့လာသူမြန်မာပြည်ကိုပြန်တာနိုဝင်ဘာလ4 ရက်နေ့ပြန်တော့ကျွန်တော်ကိုလံဘတ်ရောက်နေပြီမြန်တော့မြန်ပြန်လာပါလို့ကျွန်တော်မှာလိုက်တယ်အဲသူနဲ့ညှိပြီးတော့ကျွန်တော်ရဲ့လေရင်လက်မှတ်ကိုလည်း29ရက်နေ့အတွက်ကျွန်တော်ဟိုကယ်လီဖိုးနီးယားကလေးကဘတ်ဖဲလိုကလေးကကျွန်တော်ဖြတ်ပြီးဖြစ်တယ်ဒီမှာကျွန်တော်ပြီးခဲ့တဲ့အသင်းတော်တွေမှာမပြောခဲ့တဲ့စကားလုံးတွေပြောဖို့ရှိပါတယ်မနေ့ကကျွန်တော်ကြိုပြောပြီးနော်မနေ့ကကျွန်တော်လူငယ်စစ်စစ်မှာကြိုပြောပြီးမနေ့ပြန်မှပြောမယ်ကြားတဲ့နဲ့မကြားသလိုမသိသလိုမနေနဲ့လို့ကျွန်တော်ပြောတယ်နော်ပထမဆုံးကျွန်တော်အလုပ်အကျွေးပြုတဲ့နာဂနှစ်ချင်းကျမ်းစာကျောင်းအနေနဲ့တော့၎င်းကျွန်တော်မိသားစုအနေနဲ့၎င်းအခုဒီ Zomi Agape Christian Church ကိုခရစ်တော်ရဲ့နာမအားဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီအချိန်တိုင်းအတွက်ဘုရားရှင်ကြီးစွာကိုချီးမွမ်းပါတယ်ကလုံးညောင်းညာနေကြတော့လည်းပဲကျွန်တော်စူးစမ်းပြီးတော့9 နာရီမထိုးခင်အထိကျွန်တော်တို့အချိန်စူးစမ်းပြီးတော့ဒီဆောက်ယူရအောင်ခုနပြောသလိုကျွန်တော်ရဲ့ခရီးစဉ်တောင်စစ်အခွေအပြန်ခရီးဖြစ်တဲ့ခါမှာပြောစရာလည်းနည်းနည်းရှိပါတယ်နွေးထွေးတဲ့စိတ်တဘောနဲ့ပြောမှဖြစ်တယ်ကျွန်တော်ကအင်မတန်မှအာနာတတ်တာအင်မတန်အာနာတတ်တယ်လူတွေလည်းသိတယ်ကျွန်တော်လည်းသိတယ်ဒါပေမဲ့ဒီမှာအာနာလို့မဖြစ်ဘူးပြောရမယ်ကျွန်တော် Thanksgiving week ကိုစောင့်နေတာတောက်လျှောက် Thanksgiving week ဘယ်မှာရောက်မလဲအဲ့မျိုးနေတာကိုလုံးချင်းစရာကြည့်တော့ဒီမှာဆရာထဲမှာဖြစ်နေတယ်ကျွန်တော်ကိုကြီးဆရာတောင်ဆောင်ပေါ့တင်းအိုးပြတဲ့တင်းတော်မှာဖြစ်နေတယ်အဲ့ဒါရက်အတိအကျကြည့်တဲ့အခါမှာ28ရက်နေ့ဖြစ်နေတယ်28ရက်နေ့ပဲဆရာကိုဖောင်မုံကိုကျွန်တော်ဖုန်းပြောတယ်အကုန်လုံးတော့မပြောတော့ဘူးဆရာသူပြောတာကညဖက်ပဲဝလို့ရတယ်ညဖက်ပဲဝယ်လို့ကောင်းတယ်ဆိုတာအဲ့ညကျွန်တော်ဆန်ဖရန်စစ္စကိုပြန်ပြီကျွန်တော်လိုချင်တဲ့ပစ္စည်း5 ခုရှိတယ်အဲ့ဒါ Thanksgiving နေ့ကိုစောင့်နေတာဒါပေမဲ့ဟို
Mania Poland to let at the babe, Sia came my knee. Around 2 near pin, 2 pure garden money. Sia Kidwa Nirelu, Tamasine, Edia Luriu, a Quinitamba of Limbo Male, or Maluyare, Sadivitu Champire. Genoa, and the town Satima. Maryland, my PC were put it. Thanksgiving week, my way. Thanksgiving day, my way. Ya dancira. Pembane, Tame Zichure. Dolatia and the Sedango, Nasa Conatola, National were put it. Annuite. A cootie wood on me. I must see it. Eddie Ayada, do it out of Jonah Thanksgiving week with Soundira. And I was Mionira. Tima la Joma Vilo, la Jomi. Ero, General Kulare Ziega, General Persiga, Pampura Bubu, Kusi in the Gulara. Piashi Lucia Majono Manyao. Caro met him at Tongi, General Pionera, Hotra Bulas. He met him at Tongi Meiji. General Zine, General Lara. Pupulene Pioma Sui. Didn't do that, didn't got left to be a left give car, General Yakizi to General Par, Pishian. Ma Dibe Golaro, Columbus and a trap lay in St. Marginal, lay memo, Gondama, Tine, Glima, which no medium. General Ye Pox, Piare, through Yahoo, Pale, policy which no Pado, Nanatan Jashiro, perhaps you could down with Giamo, so Piaro, or to have Bewing kind of hobby. Not the case, Las Vegas Yodo, General Echo, Ludia got time had to bear. Ludio got time had a boomsambe, or how did you mahomo to the General Ami? Ludia or a man looking later on Mama, Labio, General Echo, like you tour. Ah, the Maro me with Nelo. General Ega chosen $1 bill. The Machico Jacan a person soon as I am a chosen $1 bill or General below. Every level. So I'm going to Jija, Miare, General Tega. A rotor, Papio Chandler, General, like Piolo Matata with Pinira. Anna Lule. Say to my Shire, Zomi Agape Christian Church can be the house where I'm mutual or don't you be seen the music? Do not look in a Navio, a Columba Bureau. Namube. The mule. Do not pure Jimmy, no? Yara Mayara Piana Carupai. Handset. The phone handset. Genoga Z account. O ZACC accounts are Matane Rama, Nyasa Ramaton Tapu, Eddie Yoga Shiri. General Nayi, Natan Sati Grega, General American Nayi Tona Miare. General Naya could Tima or Polema Pietare, could support Martingere. Nayi the lone has said, DPC in the mule. General Kung you win Joazwa, don't chimbale. SeaTac, Zomi Agape, Atenogani, Tamo Lungerigani, Tamo Butubewaga, Webira, Subiro, Kung you win Joazwa, General don't chimbale. Handsome Webi in Lumia, Kuni Beach in Lumia, Sidna Mitash in Shilushi, Sokolo or Majibo. Todo lebe steals only loud of medicinable. As a shimmer. And I live to know pure Anna Jai. I'm a pure San Jimmy. To know Digo Lado, Gonto Gumpuri, Palare, Erago, Miawi Biro, to know Lely Nirapide, a hope your Gaulo, a hope your Dolo, to know Dilu, Matayanira, Mahopabu. To the lebe. General Yaguntu, Burigo, Miawi Yadlo, General Nokbado Gule, Wimiara, Shibare. Posto attend of ma Petacrima, Sia, TV Lanson, attend of ma, not attend on the part, Tomba Marotino, Tete Wibiro, Pioca, Shibara. Plain one, a Piolo Macone ha,
ကျွန်တော်တင်းနောက်ကောင်စီဆွေးမှာပြောတဲ့ခါလည်းရှိပါတယ်ဒါတွေအားလုံးကျွန်တော်ဒီမှာမပြောတော့ဘူးကျွန်တော်ရဲ့ဝန်ထုပ်ဝန်ပိုးမြဝေဖြေချတာရှိတယ်လို့နှုတ်ပတ်တော်ကိုဝေမျှတဲ့အခါမှာသတိထားတဲ့အခါလည်းရှိပါတယ်မနေ့ကကျွန်တော်မှာပြောတယ်လို့ပေါ့သတိထားပြီးတော့ဟောပြောရတာလည်းပင်ပန်းပါတယ်ကျွန်တော်တို့ဆိုတာကတစ်ချိန်လုံးလက်တီလက်မောင်းတန်းပြီးတော့ဟောပြောတဲ့လူမဟုတ်ပါဘူးဆိုကမှာကျွန်တော်တို့ဟောပြောကျွန်တော်ပြောတာဆိုတာတွေကလွဲချော်တာမျိုးမဖြစ်အောင်တိတ်သတိထားပါတယ်ကျွန်တော်တို့နှစ်ချင်းအတိုင်းဝိုင်းအသင်းတော်ထဲမှာပဲဆိုရင်တော့တမျိုးတိုးတော်လည်းပဲဒီဖက်မှာရောက်လာတဲ့အခါမှာလူမျိုးစုံတယ်အတုပ်စုံတယ်အသင်းတော်စုံတဲ့အခါမှာတော်ကြနေခေါ်ပြောတာတွေကချွတ်ချော်သွားမှကိုတိုက်တိထားတာလည်းပဲဒါတမျိုးဖြစ်ပါတယ်ဒီနေ့ဒုတိယပိုင်းနဲ့နာဂနေချင်းကျမ်းစာကျောင်းကိုသွားမှာဖြစ်တယ်ဒီကလည်းကျွန်တော်အများကြီးမပြောတော့ဘူးဆရာပါကိုလည်းပို့ထားပါပြီကျွန်တော်တို့အတင်းတော်ကောစေအုတ်ထောက်လည်းပို့ထားပါပြီဒီဟာကနာဂနေချင်းကျမ်းစာကျောင်းက1983ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ပါတယ်2010မှာကျွန်တော်တို့အစည်းအဝေးဆုံးဖြတ်ချက်ရ PTH ကို PTH level ကိုအဆင့်ကိုတိုးမြင့်ဖို့ဆွေးနွေးဆုံးဖြတ်ပါတယ်သို့တော်လည်းပဲ10နှစ်လုံးကစာရွက်ပေါ်မှာပဲကြံတယ်ဘာလို့ဆိုကျွန်တော်တို့လူတွေရဲ့အခြေအနေရတကယ်လည်းလောက်တော့မယ်ဆိုတဲ့အခါမှာအားကိုအားထားတဲ့လူမရှိတဲ့အတွက်ဒီလိုပဲစာရွက်ပေါ်မှာပဲအစည်းအဆုံးဖြတ်ချက်ထဲမှာပဲဆုံးဖြတ်ချက်ကစာရွက်ပေါ်မှာပဲကြံပြီးတော့2018မှာတော့ကျွန်တော်တို့ EC ကိုယ်စားလှယ်တွေကထပြီးတော့အသက်သွင်းလာတယ်ကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်တုန်းကပြောကြတဲ့ဒီကျမ်းစာကျောင်းတစ်ဆင့်မြင့်ဖို့ကိစ္စဘယ်လိုလုပ်ကြမလဲဆိုတဲ့အခါမှာ2018နိုဝင်ဘာလ EC အစည်းအဝေးမှာအသက်သွင်းလာပါတယ်ဒါကကျွန်တော်တို့တော်တော်လေးဆွေးနွေးကြတယ်ဖြစ်ပါမလားဆိုတဲ့ဟာမျိုးတွေပြောကြတယ်နောက်ဆုံးမှာတော့အများပိုင်းကဘာပဲဖြစ်ဖြစ်ယုံကြည်ခြင်းနဲ့ဆက်ရအောင်ဆက်ရအောင်ဆိုပြီးတော့ကျွန်တော်တို့ဆွေးနွေးတဲ့ခါမှာအဲ့ဒီလမှာပဲကျောင်းအချို့ရေးကော်မတီအစည်းအဝေးတစ်ခါတည်းထိုင်ဆော်လိုကော်မတီဆူတောင်းကော်မတီဘာနာရှာပွေးကော်မတီစသည်ဖြင့်ထိုင်ပါတယ်ထိုင်ပြီးတော့ကျွန်တော်တို့လုပ်ငန်းတွေကိုစပါတယ်ဆိုတော့ကျောင်းရဲ့အခြေအနေကိုကြည့်တဲ့အခါမှာကျောင်းသားဥယျာဉ်လွန်ခဲ့တဲ့9နှစ်8နှစ်ကတော့9နှစ်8နှစ်တုန်းကတော့60 90စသည်ဖြင့်ရှိပါတယ်နောက်ပိုင်းမှာကျသွားတယ်ကျသွားတာကကျွန်တော်တို့ကျောင်းပဲမဟုတ်ဘူးမြန်မာတပြည်လုံးရဲ့အခြေအနေဖြစ်တယ်ဘာလို့အစိုးရဌာနဘက်မှာလန်ဒန်ရေးဖော်လို့တဲ့လုပ်ငန်းတွေစသည်ဖြင့်ဝင်ငွေကနည်းနည်းလွယ်လာတဲ့ခါမှာဟိုဘက်ကိုပဲကောင်းရိုင်သွားကြတယ်ဆိုတော့ကမှမြန်မာပြည်တပြည်လုံးမှာကျောင်းစာကျောင်းသားဥယျာဉ်ရော့နေသားတာတော့ဒါအားလုံးပါပဲတိုင်းပြည်ကဖန်တီးလာတဲ့အခြေအနေကြောင့်ဖြစ်ပါတယ်လွန်ခဲ့တဲ့3နှစ်မှာတုန်းကတော့10ယောက်ကျော်ပဲရှိတယ်အခုကျွန်တော်တို့ပြန်တက်လာတဲ့ခါမှာဒီနေ့အတွက်25ယောက်ရှိပါတယ်တင် जा ပို့ချတဲ့ဆရာဆရာမတွေအင်းအားလည်းပဲဘုရားရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့မှာလုံလောက်နေပါပြီလွန်ခဲ့တဲ့နှစ်များမှာတော့ကရင်တွေကချင်တွေကိုခေါ်တာရှိပါတယ်အကူအညီတောင်းပြီးတော့နိပြဆရာဆရာမတွေအကူအညီတောင်းပြီးတော့သူတို့ရဲ့အကူအညီနဲ့ကျွန်တော်တို့ဒီကျောင်းသားကျောင်းကိုဖွင့်လှစ်ခဲ့ပါတယ်တင် जा ပို့ချခဲ့ပါတယ်အခုလက်ရှိအခြေအနေအရကျွန်တော်တို့ CTH ပေးပါတယ် LCH ပေးပါတယ် Special Course ပေးပါတယ်3နှစ်တင်တာ4နှစ်တင်တာနောက်တော့တစ်နှစ်တင်တာစသည်ဖြင့်ပေးပါတယ်ကချင်ချင်းစားတဲ့တိုင်းသားညီကိုများဒါဖြစ်ခဲ့မယ်ဆိုရင်တော့အနှစ်38နှစ်အတွင်းမှာဒီဒီဂရီပဲဒီလက်မှတ်ပဲပေးတဲ့အကြောင်းမဖြစ်ရပါဘူး BTH မက MTIF MDO ပါတိုးမြင့်ပြီးတော့ချင်းမြင့်တဲ့ကြောင်းဖြစ်လောက်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့အခြေအနေရဒီလိုပဲကျွန်တော်တို့သွားနေပါတယ်အစပိုင်းမှာတော့6လတင်တာ2ပတ်နေရပေါ့နော်6လတင်တာ6လတင်တာပူချလက်တွေ့စင်းနောက်ထပ်6လပြန်တက်အဲ့လိုမျိုးသွားခဲ့ပါတယ်နောက်ပြီးတော့နာဂနှစ်ချင်းတင်တန်းကျောင်းအဲ့လိုပဲနာမည်ရှိခဲ့ပါတယ်နောက်ပိုင်းမှာတော့နှစ်ချင်းကျောင်းသားကျောင်းဆိုပြီးတော့ကျွန်တော်နာမည်လည်းပြောင်းပါတယ်ကျောင်းသားတွေရဲ့ဈေးစကားကလည်းပဲကျွန်တော်တို့ကျောင်းကအနည်းဆုံးဖြစ်ပါတယ်အခက်ခဲဆုံးနေရာဖြစ်တယ်သို့တော်လည်းပဲကျောင်းစရိတ်ကျောင်းဝင်ကြီးအနည်းဆုံးကျောင်းလည်းဖြစ်ပါတယ်ကျောင်းသားကျောင်းအုပ်ချုပ်ရေး
ကျောင်းအုပ်ဆရာမများရဲ့ forum မှာအားလုံးသူတို့ဆွေးနွေးကြတဲ့အခါမှာနာဂနေချင်းကျောင်းစာကျောင်းရဲ့ဈေးစကားကအနည်းဆုံးဖြစ်တဲ့အခါမှာသူတို့အံ့ဩပါတယ်။ဘာလို့ဆိုခက်ခဲဆုံးနေရာမှာဈေးကအနည်းဆုံးဖြစ်နေတယ်။လုံလောက်လို့မဟုတ်ဘူး။ကျောင်းသူကျောင်းသားတွေရဲ့မြေပါတွေကိုငဲ့ညာတော့အားဖြင့်ရှော့ပြီးတော့ကျွန်တော်တို့ကောက်ခံပါတယ်။ဂျန်တဲ့ပိုင်းကိုတော့ဆရာမတွေကရုန်းကန်ပြီးတော့ရှာဖွေပြီးတော့ကျူးမွေးရပါတယ်။စာရေးတင်တန်းစာရွက်စာတမ်းအားလုံးအပါ၄သိန်းပဲကျွန်တော်တို့ယူပါတယ်။လာမယ့်နှစ်များမှာတော့ဒီထက်မကတိုးမြင့်ပြီးတော့ကောက်ခံဖို့ရှိပါတယ်။အတင်းတော်အနေနဲ့ကိုအတင်းဦးဆရာတော့မရှိပါဘူး။တိုးတော်လည်းပဲကျွန်တော်တို့အတင်းတော်ကောင်စီဥက္ကဋ္ဌအနေနဲ့အတင်းတော်လူကြီးတွေအနေနဲ့အတင်းသူတင်းသားများအနေနဲ့ကျောင်းသားတယောက်ရဲ့ဈေးစကားကိုကိုညီပန့်ပူပေးနိုင်မယ်ဆိုတော့ယေရှုအများကြီးတင်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းပဲမေတ္တာရပ်ခံပါတယ်ဒီနာဂနေချင်းကျောင်းစာကျောင်းကနာဂနေမီဒေသမှာမူရောဒါနာလုပ်ငန်းထမ်းဆောင်နေကြတဲ့တင်းအုပ်ဆရာအများဆုံး85ရာခိုင်နှုန်းသောမူရောဆောင်များကိုမွေးထုတ်ပေးနေတဲ့ကျောင်းဖြစ်ပါတယ်85ရာခိုင်နှုန်းလောက်သောဓမ္မမှုတော်ဆောင်များဒီကျောင်းကနေမွေးထုတ်တဲ့အခါမှာကျွန်တော်တို့အတွက်အင်မတန်မှအရေးကြီးတဲ့အကြောင်းဖြစ်ပါတယ်ခုလက်ရှိအခြေအနေအရကျွန်တော်တို့ဆရာမတွေစင်ကာပူကနေပြည်တာရှိတယ်ဟောင်ကောင်ကနေပြည်တာရှိတယ်အိန္ဒိယနဲ့ပြည်တာရှိတယ်MITနဲ့ပြည်တာရှိတယ်စသည်ဖြင့်မြန်မာနိုင်ငံနှစ်ချက်အသင်းချုပ် theology ဌာနကနေတတ်မှတ်ထားတဲ့စံနှုန်းစံထားအတိုင်းပဲကျွန်တော်တို့သွားနေပါတယ်အခုကျွန်တော်တို့ဒီမှာအခုကျွန်တော်ရဲ့ဝန်ထုဝန်ပိုးကအလျားပေတရားအနံပေ90 RCC တိုက်ဖြစ်ပါတယ်ကချင်ချင်းစတဲ့တိုင်းညီကိုတွေကဲသို့ကျွန်တော်တို့ဟိုအတွက်အဆောင်တစ်လုံးဒီအတွက်အဆောင်နောက်တစ်လုံးအဲ့ဒါမျိုးကျွန်တော်တို့မဆောက်နိုင်ပါဘူးဘာပဲယုံကြည်ခြင်းနဲ့အလျားပေတရားအနံပေ90ဒီတစ်လုံးကိုပဲဆောက်ပြီးတော့အထဲမှာစာသင်ခန်းရောပွင့်နှင်းတပင်ခန်းရောယုံခန်းရောအိမ်သားရောအကုန်လုံးအဲ့ထဲမှာပဲအစောတစ်လုံးထဲမှာပဲတုံးဖို့ကျွန်တော်တို့ဆွေးနွေးထားပါတယ်ဆောက်ဝတော့ကျွန်တော်တို့ခန္တီဒေတာအခြေအနေရဒါအကြီးဆုံးဖြစ်ပါတယ်အကုန်ကြကလည်းပဲအင်မတန်မှကြီးမားတယ်လို့ကျွန်တော်တို့အနေနဲ့တော့ပြောချင်ပါတယ်ကျွန်တော်တို့အတွက်ကြီးမားတယ်လို့သာပြောတာဒီကိစ္စသာကချင်ချင်းတွေတွေ့ဖြစ်မယ်ဆိုရင်တော့ပလေးပါစီးပွားလုပ်ငန်းခြေတွေ5 6ယောက်10ယောက်လောက်ပေါင်းလဲလို့ရှိရင်အမတန်မှပေါ့ပါတဲ့ကိစ္စဖြစ်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့မှာအဲ့ဒါမျိုးအခြေအနေကမရှိဘူးအခုတော့ကျွန်တော်နားပါပြီကျွန်တော်ရဲ့ရုံဝန်ထမ်းတွေဒါကို break down လုပ်ပြီးတော့မျိုးစိတ်ဖြာပြီးတော့တွက်တဲ့အခါမှာအင်ဂျင်နီယာတွက်ချက်ပြီးတဲ့သိန်းပေါင်း4900ဗမာကျပ်ငွေသိန်းပေါင်း4900ကိုစိတ်ဖြာပြီးတော့တွက်ချက်တဲ့အခါမှာအင်တော်မိသားစုလိုက်အတင်းသူအတင်းသားများလိုက်နယ်လိုက်နောက်တော့စီးပွားလုပ်ငန်းရှင်ပေါက်စလေးတဲ့ခုဖျားကျေးဇူးတော်ကျွန်တော်မှရှိလာပြီအဲ့ဒီလုပ်ငန်းပေါက်စလေးတွေစီမှာလဲအခွင့်တောင်းမယ်အကုန်လုံးပေါင်းလိုက်တဲ့ခါမှာသိန်း1000မကျော်ဘူးတော့ဆိုသိန်းပေါင်း3000ကျော်ကဘယ်ရမလဲခေါင်းပူရတယ်သိန်းပေါင်း4900ထဲမှာ1000လောက်ကတော့ဟုတ်ပြီအတွင်းအားနေညှိထုတ်မယ်လောက်အားဆိုရင်လောက်အားဘိန်းဥပေရကြက်ဥပေရောင်းဘာဖြစ်အတွင်းအားညှိထုတ်မယ်အဲ့ဒါခုနပြောသလို1000အလုံးစုံ1000ပဲနောက်တဲ့သိန်းပေါင်း3000ကျော်ကဘယ်ရမလဲကောင်းပူရတယ်ကျွန်တော်လူရင်းပဲပြောရမဆိုရင်အိန္ဒိယဘက်ကိုလည်းတွားဖို့ရှိပါတယ်နာဂလန်တို့မဏိပူတို့အဲဒီဘက်ကိုလည်းတွားဖို့ရှိတဲ့ခါမှာကျွန်တော်ရဲ့အကျိုးကအင်္ဂလိပ်လိုရေးထားတာဖြစ်တယ်နာမည်ကတော့အကြောင်းဆရာမကြီးဆရာမလူဖြစ်ပါတယ်တရားအိန္ဒိယဝင်နေဆိုရင်ကျွန်တော်တို့ချင်းတဲ့နာကသဘောပေါက်လွယ်ပါတယ် rupees နဲ့ဆိုရင်25သိန်းဖြစ်ပါတယ်ကျွန်တော်တို့တွေအခုရှိနေတဲ့ဒီတိုင်းပြည်ရဲ့ဒေါ်လာနဲ့ဆိုရင်3သိန်းကျော်ဖြစ်ပါတယ်3သိန်းကျော်ကျွန်တော်ရမယ်လို့တော့မမျှော်ပါဘူးအဲ့လိုကျတော့မျှော်မှန်းရင်တော့ကျွန်တော်စိတ်ပင်ပန်းမှာပေါ့စိတ်ပစ္စည်းမှုများမှာပေါ့တိုးတော်လည်းပဲအတိုင်းအတာတစ်ခုအနေနဲ့ရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နည်းနည်းစီတော့စေတနာစိတ်ကြည်ပြူစွာပံ့ပိုးကူညီတဲ့အရာတွေပေါင်းလဲလို့ရှိရင်အတိုင်းအတာတစ်ခုအနေနဲ့ဒါကျွန်တော်တို့ရဲ့အရေးအရာဖြည့်ရှင်းပေးနိုင်မယ်ဆိုတော့ကျွန်တော်ကယုံကြည်ပါတယ်အဲကြောင့်ကျွန်တော်စိတ်ထဲမှာလည်းပဲ God is able to
able to meet my need our need ဒီဟာပဲကျွန်တော်စိတ်ထဲမှာရှိတယ်ဖျားခင်ကကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုဖြည့်ရှင်းနိုင်တဲ့အရေးချင်းရှိတယ်ဖြည့်ရှင်းနိုင်တဲ့သူဖြစ်တယ်ဒီဟာပဲကျွန်တော်စိတ်ထဲမှာတူမီးပြီးတော့တွားနေရပါတယ်ဒါကြောင့်မလို့အသင်းတော်အနေနဲ့တော်ကောင်းယုံကြည်သူမိသားစုများနဲ့တော်ကောင်းနဲ့စီစုစည်းပြီးတော့ပံ့ပိုးကူညီလို့ရှိရင်အတိုင်းအတာတစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့အထောက်အကူဖြစ်ပါတယ်ဒီကနည်းနည်းဆိုတာဟာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲမြန်မာပြည်မှာတော့ကြီးမားတဲ့အကူအညီတစ်ခုရရှိပါတယ်ဒါကြောင့်မလို့အုတ်ထရသဲတပွင့်ဆိုတဲ့ကဲ့သို့နည်းစီပံ့ပိုးကူညီကြဖို့ကျွန်တော်ရှေ့မျက်နှာနောက်ထားပြီးတော့ဒီလိုပဲလိုက်ပြောနေရတာပါကျွန်တော်လည်းရှေ့မျက်နှာနောက်ထားနေရတာလည်းပင်ပန်းပါပြီဒါပေမဲ့အခုတော့ပြောပြီးကျွန်တော်အပြန်ခီးပြနေပြီဟောကျွန်တော်လက်ဆောင်တိုင်းမှာပို့ပါတယ်အဲ့ပတ်စံကျုပ်ကိုကျွန်တော်ဆက်ပြီးတော့တည်နေတာမဟုတ်အခုကျွန်တော်အဲ့ကနည်းနည်းလေးနေတယ်ဆန်ဖရန်စစ္စကိုကြံပို့မဟုတ်လက်ဆောင်ကိုဒီမှာခုဒီမှာလေးနေတာကျွန်တော်အမြဲတမ်းတော့မပို့လေလက်ဆောင်အဲ့ပတ်စံကြောက်ကျွန်တော်ဆက်တယ်ပြီးမြန်မာပြည်တည်နေတော့ကျွန်တော်တို့လည်းဝတ်တရားကြည့်တော့ခုနကျွန်တော်အတင်းတော်ကောင်စီဥထာပြောတဲ့ခါမှာတင်ဦးဆရာပြန်လာမှအစည်းအဝေးထိုင်ဖို့ရှိတော့တိတ်ကောင်းတယ်အစည်းအဝေးရှိမရှိအတင်းဦးဆရာရှိမရှိနေဒီဘာပဲပြောစာအိမ်များပိတ်ပြီလားလို့တချို့အတင်းတော်မှာတွေ့တယ်ဘာပဲပြောအတင်းတော်ကောင်စီဆောက်လို့ကိစ္စဆိုဘလောက်ဘာကိစ္စဆိုဘလောက်စာရီမှာထည့်ပြီးသားနေဘလောက်ပဲပြောဘာပြင်လို့မရအဲ့ဒါလည်းရှိတယ်ခုနကြားတဲ့ခါမှာကျွန်တော်တိတ်ဝမ်းတာတယ်စာအိမ်မပိတ်သေးဘူးစာအိမ်ကိစ္စမပြောသေးဘူးအခုကြားရောအခုကြားတည်တဲ့အပေါ်မှာမူတည်ပြီးတော့ဆွေးနွေးကြတဲ့ခါမှာဒါမင်္ဂလာတင်ကျွန်တော်ကြားရမယ်လို့မျှော်လင့်ပါတယ်လောက်စရပါနော်ကျွန်တော်ရဲ့ခုနရှေ့မလာနောက်ထားတော့ဘာပြောခဲ့တယ်လဲစကောလည်းမကြီးစကောလောက်လည်းကြီးစရာမလိုဘူးစတီဇွန်လည်းလောက်လည်းမတေးရဘူးအဲ့ဒါလည်းပြောပြီနော်တော့အခုကျောင်းကိစ္စကောင်းပြီကျွန်တော်တို့ဒါနှုတ်ကပတ်တော်ဘိုင်းကိုသွားမှာဖြစ်ပါတယ်နှုတ်ကပတ်တော်ဘိုင်းကိုပြသွားတဲ့ခါမှာဂျေဇုတော်ချီးမွမ်းခြင်းနဲ့ဆက်ဆိုင်ပါတယ်ဂျေဇုတော်ချီးမွမ်းခြင်းကကျွန်တော်တို့အားလုံးတည်ပြီးသားဖြစ်ပါတယ်အမေရိကန်မှာနေတဲ့လူတွေတည်ပြီးသားဖြစ်ပါတယ်ဂျေဇုတော်ချီးမွမ်းခြင်းက1963မှာစပါတယ်မမတော့ကနေဒါကတော့ဆောတာပေါ့ကနေဒါဘက်ကနည်းနည်းပူအေးလို့လားမသိဘူးတီးတန်တွေသူတို့စင်မှာပူပြီးတော့မဲ့လွယ်တယ်ရင့်လွယ်တယ်စားတဲ့ခါမှာသူတို့ပူပြီးတော့ဆောတယ်ကျွန်တော်တမိုင်းမှာနည်းနည်းဖတ်ကြည့်တာကျွန်တော်မမြင်တော့ဘူးဒီကိုလိုနီပြုတဲ့သူတွေနဲ့ဒီကဒေသခံအရင်တော့ဒေသခံကအိန္ဒိယပဲအိန္ဒိယတွေလူမျိုးတွေကကျွန်တော်တို့တောင်ပေါ်သားတွေတောင်ပေါ်မှာနေပူစာလုံရင်းနဲ့ဒီခြေထောက်ပေါ်မှာပကံတင်ပြီးတော့စပွဲမသုံးဘူးလေကျွန်တော်တို့စီမှာကျွန်တော်တို့ပေါင်ကစပွဲပဲကျွန်တော်တောင်ပေါ်မှာလေကျွန်တော်တို့ပူပြီးတော့မြင်ရောင်းတယ်နေပူစာလုံရင်းနဲ့အင်းရှိကနေပူစာလုံရင်းနဲ့သူတို့တွေအစာစားကြတယ်လို့ပြောတယ်အရင်တော့ကိုလူလီနေချက်သမားတွေရဲ့ဒီကငကူပထမဒေသခံတွေကအဲ့လိုစားခဲ့ကြတယ်တဲ့အဲ့ဒါဒီကလူတွေပူတိပါတယ်အဲ့လိုစားတာကောက်တိစားပွဲပဲ harvest festival အဲ့လိုတုံးတယ်ကောက်တိစားပွဲပဲကောက်တိစားပွဲလောက်ရကနေဒီလို Thanksgiving ဝေးဖြစ်လာတာဒါမဲ့လို့ Thanksgiving ဆိုတော့လည်းပဲဒီဘာသာရေးနဲ့ပတ်သက်တဲ့အစီအစဉ်တွေဖြစ်လာတယ်ဒီဘာသာရေးနဲ့ပတ်သက်တဲ့ဘာသာရေးအစဉ်လာတစ်ခုဖြစ်လာတယ်နောက်ပိုင်းမှာပြန်ကျသွားတယ်လို့ဆိုတယ်ဘယ်လောက်ထိမှန်တယ်လဲတော့ကျွန်တော်လည်းကနနာမသိဘူးအစပိုင်းမှာကတော့ရိုးရိုးကောက်တစ်စားပွဲပဲနောက်ပြီးတော့ဘာသာရေးနဲ့ဆိုင်တဲ့ဂျေဇုတော်ချီးမွမ်းခြင်းဖြစ်လာတယ်အခုနောက်ပိုင်းမှာဘာဖြစ်လဲဂျေဇုတော်ချီးမွမ်းခြင်းဆိုတာကသူတို့တွေကအစားအသောက်ပဲဖြစ်သွားပြန်တယ်ဂျေဇုတော်ချီးမွမ်းခြင်းဆိုတဲ့အနှစ်သာရတိတ်မပေါ်တော့ဘူးစားမယ်တောက်မယ်ဝိုင်းမယ်စားမယ်တောက်မယ်အဲ့ဒါပဲဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့မြန်မာပြည်ကနေရောက်လာတဲ့ဒါမှမဟုတ်အာရှတိုက်ကလူတွေကပဲ
ပြန်ပြီးတော့အသက်သွင်းရမလားမသိဘူးကျွန်တော်ဖောက်ဖူးတာတော့အဗြဟံလင်ကင်းကစပြီးတော့တရားဝင်သူ့လက်ထဲမှာအသက်ပါလာတယ်လို့ကြားပါတယ်သူ့ရဲ့လက်ထဲမှာမဲဆွယ်စည်းရုံးတဲ့အခါမှာဂျိုဆက်ဖာမေရီဂျိုဆက်ဖာလာကျွန်တော်ကောင်းမပြောသူကမဲဆွယ်စည်းရုံးတယ်မဲဆွယ်စည်းရုံးတဲ့အခါမှာအောင်မြင်တယ်အဗြဟံလင်ကင်းအတွက်အနိုင်ရစာဖြစ်လာတယ်အဲ့တော့အဗြဟံလင်ကင်း1963ကျတော့အဗြဟံလင်ကင်းကတရားကိုတရားဝင်အတိအမှပြုပြီးတော့ဒီနေ့အမေရိကမှာဒီ Thanksgiving ကိစ္စကိုအသက်သွင်းလာခြင်းဖြစ်တယ်တိုးတော်လည်းပဲခုနပြောသလိုအသက်ကတိတ်မပါသလိုဖြစ်တယ်အသက်ကတိတ်မပါသလိုဖြစ်တယ်တကယ်ပဲဖခင်ရဲ့ကြီးစိုးကိုချီးမွမ်းတဲ့အနှစ်သာရရှိတဲ့အစီအစဉ်တွေမဟုတ်တယ်လို့ဖြစ်တာခုနောက်ပိုင်းမှာအဲ့ဒါအာရှတိုက်ကနေပြောင်းလာတဲ့ဒါတွေကကျွန်တော်တို့မြန်မာပြည်မှာနေတဲ့တိုင်းရင်းသားတွေအတွက်အဆောင်မဟုတ်ပါဘူးကောက်တိစားပွဲပဲလေကောက်တိစားပွဲကျွန်တော်တို့ကောက်တိစားပွဲဘူးပွဲတွေခေတုံးကမိဘများခေတုံးကဂရေကလောက်ခဲ့ကြတာဆိုတော့ကောက်တိစားပွဲဆိုတော့ကျွန်တော်တို့အင်မတန်မှအလေးထားတဲ့တန်ဖိုးရှိတယ်ဆိုတော့ကမှကျွန်တော်တို့ဒီဟာကိုလှုပ်တဲ့အခါမှာဖြစ်ဆွက်ရှိပါတယ်ဖြစ်ဆွက်ရှိတယ်ကျွန်တော်ဆက်ပြီးတော့ဝေမျှမှာဖြစ်တယ်ကိုရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး9ဒုတိယဆောင်အခန်းကြီး9အပိုင်းငယ်17 6-7အခန်းကြီး9အပိုင်းငယ်ဒုတိယဆောင်ကျောင်းဆောင်ပါဖြစ်နေအခန်းကြီးကိုအပိုင်းငယ်6ကနေစလို့ရတယ်တိုးတော်လည်းပဲအချင်းကိုငဲ့ညာတော့အဖြစ်တစ်ချက်ကိုပဲကျွန်တော်ဖတ်ပါမယ်ထို့သောသင်တို့သည်စေတနာစိတ်နှင့်အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလုံးကအရာရာနှင့်ကြွယ်ဝခြင်းရှိသည်ဖြစ်၍ငါတို့အားဖြင့်ဘုရားသခင်ကြီးစွာတော်ကိုချီးမွမ်းစရာအကြောင်းရှိလိမ့်မည်ကြီးစွာတော်ချီးမွမ်းရာနေ့မှာဒီကျမ်းချက်ကိုကျွန်တော်တို့တချို့ကိုးကားကြပါတယ်ဆာလံကျမ်း50ခုမြောက်သောဆာလံကျမ်းကိုလည်းကိုးကားပြီးတော့ဟောပြောကြပါတယ်ကျွန်တော်ဒီတစ်ချက်လေးကိုပဲဝေမျှချင်ပါတယ်အချိန်ကိုလည်းငဲ့ညာတော့အားဖြင့်ကိုရိန္သုအသင်းသူအသင်းသားများရဲ့စိတ်တဘောထားဟာအင်မတန်မှအတိမပြုဖွယ်ကောင်းပါတယ်တဲ့ဒါရှင်ဘောလူကိုယ်တိုင်ကပြောတာယုံကြည်ခြင်းအရာမှာတော့ကိုလိုတဲ့အသင်းသူအသင်းသားများရဲ့ယုံကြည်ခြင်းဟာကယ်တင်ခြင်းရယုံနဲ့ပဲမတင်းတိမ်မဲနဲ့သူတို့ရဲ့အသက်တာမှာခရစ်တော်ပေါ်လွင်တယ်တဲ့ကိုလိုတဲ့အသင်းသူအသင်းသားများအခုဟိုဘက်ကမှကျွန်တော်အဲ့ဒါလေးဝေမျှတယ်ကိုရိန္သုအသင်းသူအသင်းသားများမှာပါပေါ်တယ်လဲဆိုရက်ရောစွာဘေးကန်းလူတန်းခြင်းသူဆက်ပြီးတော့ရှင်ဘောလူခီးဆက်ပြုတယ်ပြုတဲ့အခါမှာမာဂေဒေါနဲ့အသင်းသူအသင်းသားများနဲ့တွေ့တယ်အခါယအသင်းသူအသင်းသားများနဲ့တွေ့တယ်မာဂေဒေါနီဆိုတာကဂရိနိုင်ငံရဲ့တောင်ပိုင်းမှာနေထိုင်တဲ့လူတွေဖြစ်ပါတယ်အဲ့တော့ကိုရိန္သုအသင်းသူအသင်းသားများရဲ့ဘေးကစွန့်ကြဲခြင်းဟာအင်မတန်မှရက်ရောပြီးတော့လေးစားစရာကောင်းတယ်ချစ်စရာကောင်းတယ်လို့ရှင်ဘောလူရဲ့စကားအရကျွန်တော်တို့သိရပါတယ်ကျွန်တော်ဒီဘက်ကိုရောက်လာတဲ့ခါမှာတက်တဲ့ခံစရာကကိုလမ်ဘတ်မှာရှိတဲ့ Zomi Mission Church ဆရာဆောင်ပွဲတင်းအုပ်ဆရာပြုတဲ့အသင်းတော်မှာဒီကျမ်းချက်ကိုကျွန်တော်ပေါ်လာပါတယ်ကိုလမ်ဘတ်မှာရှိတဲ့ Zomi Mission Church ကတတိလေးပဲလက်တဆုပ်စာပဲအသင်းသူအသင်းသားများရဲ့အခြေအနေကလည်းလက်တဆုပ်စာပဲ
A dendo Piajonga lebe did the chan loud or machiu. A little treated. Piati Jana Johnson Louis to a 3 year bamboo kunimu, General Tindalo Mobu. Ematama, ye yore, the Tase Gibuza, Baker, Son Jajinsaka, Emma La Tweedy. Oh, ma, most one a debe home Atlantica, then you know, so ye. General Kizzy in a Guna, drew beer and a day or some beau. Ha! Didn't you know Yadlo Golumpian Gomlamati Ulo? I did Golampas my piantella. Shimboluga going to Magedoni, Atenoga, Ludi, Akaya Pidari, and a Tweedy Kama, going to attend to Dindamia yet, Picasso Jechico, we miadlo, oh, Piodlu, Piopiadlu, General Leve, Golampas Machide, Zomi mission church. Chiniguno Dima, Gong you win Jaza, that they can sing Pipari. Several beauty command. Magedoni, attend to Dinda Miagaro, say look shadwari. Going to attend to Dinda Mia, Pagan Sun Jemu, Satana, say Jipuza, Pagan Sun Jemu, go Shimboluga, beauty, Piobiari Kama. Magedoni, attend to Dinda Miagaro, say look shadwari. Akaya Bidariero, Papimle. Chachin account for it. Aramu Dindori, Generuma, Nedra, Miadra, General Piotabu, General Dida Maro, Nera Mambe. Nera Mambe. Adima Pagan Son Jachins Rakama, Jizo Chimonde Kama Lebe, Pujabari. Caro Jizo Chimande Dini, Pimala, Deusia Pianamala. Jesus did not matter, they also had a general biocarriage. General idea, they are the also most so like beer in the Pirao. General de Bura Mule, General or Disabira, most so like Bida. Most so like that Nanelam deal. Most so like that, oh, being away or beerly, the Nana channel at the table. I general most so like beer at dinner less. I did most so like that general de Movu. The attend to Dindamia. Mimiro yet also a rebel manalebu, Jesus Chimoya name Mataja, take the botari, disabu, pure be care. I had to bet him a letter, Naneli, or Miachembari. Jesus Chimone Nema, go yet things, then Osiarigo, Dama Muro Sondigo, Damamo the show, a tita nale that a tadamiriga, mi barigo, puzo grore. Da general Mima ye kamika. Mima ye kamika le. Milu Mayabu, Tindilu Mayabu, Bechilu Mayabu. Mima Lujirigo, Buzorari, Grorari, Sadipi, Jibuzora Romobo. They Osiarigo, Mita Biarari, Dariga Imatama, a Tabe Shire, Imatama Tambu Shire, Ayari, Pipari. Dine General, Began Sun Jejin, Swekama, Kuna Piotr, Magedoni, Dindu Dinda Miagaro, say look share, Akaya Bidariaro. The carbe, Chachin Lane, Gonde Pore, so they say the body, Generuma, Shijaya. There are Pile Kama, be like the Kama, Ubama, General, the Piajonga and the Trabiro, the Yaga, homeless Yaga, La Done Subaso, General Pile de Kama, 2 Setama Bulupimle. Wamia Wanta must be there, Yonji do Pikemi. Meso lebe edilu a pia jidro go chimode. Yonji do maho lebe 2 Setama imatama china ma pide, wanda ma pide. Dinero, Diniaronga Mu Salu Yabi, Diniaronga Timin the boy was Solaya, where Salu Yabi, so they segle will learn to say me chandaula, say chanda me. Yonji do Pikemeso lebe jidro go chimonte to chimome. Edilu deal, say chanda like de. Yonji to deal, jidro chimondalo chimon like this way. To Jum Hobu. Tampianga, Pepe Upiana Lesro, General Baby, Camaro Budu Baby, a Dinoga baby, Pere Luboma, Tampian Tayamu, Shibari. Ludu Udia, go General P. Lilo. Ludu Udia, go General P. Lilo, General, your paging go Lakande Dua. Wamia Wanda Peter say Chandare, Kuna Biodo Yoji do Pine Lo, Jesus Chimones.
သူ့ရဲ့ကျေးဇူးကိုချီးမွမ်းခြင်းသူ့ရဲ့စိတ်ချမ်းသာခြင်းကိုဝမ်းသာခြင်းရဲ့တံပြန်တက်ရောက်မှုဟာကျွန်တော်တို့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့အတွက်သူဖျားရဲ့ကျေးဇူးကိုချီးမွမ်းတဲ့အခါမှာဖျားကအဲ့ဒါတည်တယ်လို့ပြောပါတယ် When we give it causes people to thank God for us ဒီလိုပြောပါတယ်ဒီချမ်းချက်ကိုအတိတ်ပဲပြန်လဲလို့အနဲ့အတိတ်ပဲဖွင့်တဲ့လူကကျွန်တော်ရဲ့ကိုယ်ပိုင်စကားမဟုတ်ဘူး You see when you give it will cause people to thank God for us for you for me ကျွန်တော်တို့ပေးလိုက်တဲ့ခါမှာအဲ့လူတယောက်စိတ်ချမ်းသာမှုဟာကျွန်တော်တို့အတွက်တံပြန်တက်ရောက်မှုရှိတယ်။ဒါကြောင့်မလို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဂျေဇုတော်ချီးမွမ်းခြင်းအမှုကိုပြုတဲ့အခါမှာရက်ရောကြည်ဖြူစွာပေးတတ်မှုဟာအင်မတန်မှအရေးကြီးပါတယ်။ကျွန်တော်တို့တောင်ပေါ်သားစိတ်နဲ့ရော့ဆိုပြီးတော့ပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့ဂျေဇုတော်ချီးမွမ်းပြီးတော့ပေးလိုက်ခြင်းဟာအင်မတန်မှအနှစ်သာရရှိပါတယ်။ဒါကြောင့်မလို့ငါတို့အားဖြင့်ဘုရားသခင်ဂျေဇုတော်ကိုချီးမွမ်းเสียအကြောင်းရှိလိမ့်မည်။ငါတို့အားဖြင့်ဘုရားသခင်ဤဂျေဇုတော်ချီးမွမ်းเสียအကြောင်းရှိလိမ့်မည်။ကျမ်းစကားတော့ကျွန်တော်ရဲ့ကိုယ်ပိုင်စကားမဟုတ်ဘူး။ငါတို့အားဖြင့်အဘယ်သို့နည်းဟုမူကားဤလောက်ကျွေးခြင်းအမှုသည်တန်ရှင်းသူတို့၏ဆင်းရဲခြင်းကိုမဆဒီတာမကဘုရားသခင်ကြီးစွာကိုချီးမွမ်းเสียအကြောင်းအများနှင့်ပြည့်စုံလျက်ရှိ၏ကျွန်တော်တို့ပေးတဲ့ခါမှာပေးတဲ့အတိုင်းတာပမာဏကအရေးမကြီးပါဘူးပေးလိုက်တဲ့ခါမှာနဲသည်များသည်မဆိုစိတ်သဘောထားကအရေးကြီးပါတယ် A given attitude is more important than the amount we give ပေးလိုက်တဲ့ငွေပမာဏထက်ပေးလိုက်တဲ့စိတ်သဘောကအရေးကြီးပါတယ်ဒီသဘောထားတွေကျွန်တော်တို့ဒီဆောက်ရအောင်ကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဂျေဇုတော်ချီးမွမ်းခြင်းဟာစားပွဲတောက်ပွဲတွေပဲမပြီးဘဲနဲ့တကယ်ဖခင်ရဲ့မျက်နာတော်ကိုထောက်ရှုပြီးတော့ပေးတဲ့အရာဖခင်ရဲ့မျက်နာတော်ကိုထောက်ရှုပြီးတော့ကိုယ့်ရဲ့တင်ဥစ္စာတွေအမှုတော်ဆောင်တွေမိဘလူကြီးတွေကိုကြောတဲ့အရာတွေဖြစ်ပါစေတောင်ပေါ်သားစိတ်နဲ့ရော့လို့ပေးလိုက်တဲ့အမျိုးနဲ့မဟုတ်ဘဲနဲ့တကယ်ပဲရဲ့ရောကြည်ဖြူစွာတရားစိတ်ကြည်ဖြူစွာပေးတဲ့အရာမျိုးဖြစ်ဖို့ကျွန်တော်တို့ဒီဆောက်ရအောင်ဒီနေ့ကျွန်တော်ဟိုဆက်ပြောလိုက်တဲ့အခါမှာကောင်းစဉ်တစ်ခုတည်းပဲအတက်မသွားဘဲနဲ့နှစ်ခုသုံးခုပေါင်းစပ်လိုက်တဲ့အခါမှာအချိန်နဲ့လင်းဆင်သွားပါတယ်ကျွန်တော်ပြောချင်တဲ့ဟာတွေအကုန်လုံးကျွန်တော်မပြောဖြစ်တော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီကျမ်းစာကြောင်းအရေးတော်၎င်းကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဆက်ဆံတဲ့ဤကိစ္စနဲ့ပတ်သက်လို့တကောင်ကျွန်တော်တို့ရှေ့ဘဝမှာဒီဆောက်ဆရာကြီးကိုကျွန်တော်အနေငယ်ဒီမြနဲ့ပဲဝေမျှလိုက်ရပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပြုပါစေတာနာပြုသောအသင်းတော်ဖြစ်ပါစေမိဘလူကြီးတွေကိုယိုသည်လေးစားတတ်သောဂရော့တတ်သောလေးစားတတ်သောတာသမီတွေဖြစ်ပါစေကိုသင်းအုပ်ဆရာတွေကိုလည်းဂရော့တတ်တဲ့လူတွေဂျေဇုတော်ချီးမွမ်းတတ်တဲ့နှလုံးသားနဲ့ပေးတတ်တဲ့သူတွေဖြစ်ပါစေအဲ့လိုပေးခြင်းအပြည့်တံပြန်ကောင်းကြီးခံစားသောသူများဖြစ်ပါစေလို့ညီများနဲ့ပဲဝေမျှလိုက်ရပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပြုပါစေ